လုံခြုံစိတ်ချရခြင်းဟာစွဲမက်စရာဖြစ်လာပါပြီ။လုံခြုံစိတ်ချရတဲ့အဖို့ကုန်လုံးတွေမှာရှင်နဲ့အမျိုးအတွေ့အကြုံအမျိုးမျိုးပါဝင်ပါတယ်။လုံခြုံစိတ်ချစွဲမက်စရာအဖို့ပါဘဝမှာ IC ကိုကျွန်တော်ကဘယ်လိုလေးစားတာလဲဆို IC နဲ့ပတ်သက်ပြီးမှ IC လျှောက်တဲ့လမ်းကြောင်းကိုကျွန်တော်ကြည့်မှကျွန်တော်သားသမီးတွေကိုကျွန်တော်ဆုံးမတယ် IC ကသူလျှောက်တဲ့လမ်းကြောင်းဒီစောရံပြောလို့သူတိုက်ကတစ်ခုထားလို့ရှင်အဲ့တိုက်ကတစ်ခုကိုသူရောက်အောင်သွားတယ်ဘေးပညာမကြည့်ဘူးရနော်ဘေးပညာမကြည့်ဘူးသူရည်မှန်းချက်တစ်ခုကိုအောင်မြင်အောင်အကောင့်တွေပေါ်တယ်အကောင့်တွေပေါ်ပြီးတော့သူ့ရဲ့အထူးသဖြင့်၄ပြည်ပေါ့နော်၄ပြည်ရဲ့တခြင်းတွေကိုကျွန်တော်နားဆင်နေနားထောင်နေတဲ့အချိန်မှာဒီလိုအချစ်တို့ဘာတို့နဲ့ကျွန်တော်နားမထောင်ဘူးဗျဥပမာခရီးလမ်းအဆုံးရှိရှောက်တို့ဘာတို့ဆိုလို့ရှိရင်ကျွန်တော်စိတ်ဓာတ်ကြပြီးတော့ငွေကြေးအဆင်မပြေတဲ့အချိန်မှာကျွန်တော်အဲ့တခြင်းလေးနားထောင်လိုက်တယ်နားထောင်လိုက်တဲ့အချိန်မှာကျွန်တော်အားရှိတယ်ကျွန်တော်သားသမီးတွေကိုလည်း team work ပေါ့နော်သူတို့ IC team work အတိုင်းကျွန်တော်သင်ပေးတယ်အဲ့မှာကျွန်တော်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပညာရေးကိုဖော်ပြရတဲ့အချိန်ကိုပညာရေးကကျွန်တော်ဒါလေးစားတယ်လေးစားပြီးတော့သူ request တစ်ခုလုပ်တယ်ပေါ့နော်တောင်းဆိုတယ်ဘာတောင်းဆိုလဲဆိုကျွန်တော်ပြားတဲ့ IC အတွက်ကိုမောင်လူကြီးကျွန်တော်တခုခုတော့လုပ်ပေးပါလားဥမာဆိုင်းဖို့ stage show ပေါ်မှာဖြစ်ဆိုင်းဖို့ဆိုတာကိုပညာကကျွန်တော်တကယ်လို့ရင်ကျွန်တော်ဒီဆိုင်းဖို့ကြီးကိုပညာတို့စင်ပေါ်တင်မဲ့အချိန်မှာ crane တွေပါတယ်ငားမှာအဲ့တော့ကျွန်တော်ကိုပညာကျွန်တော်စိတ်ကူးလေးတစ်ခုနဲ့ကိုပညာတို့ဒီ IC ဝိုင်းနဲ့အထူးသဖြင့်ကျွန်တော်၄ပြူပြ၄ပြူတားလေးစားတယ်လေနော်အထူးသဖြင့်၄ပြူကျွန်တော်တစ်ခုခုလောက်ပေးခြင်းတယ်ဆိုတဲ့အချိန်ကျလောက်ပြဆို तू ကကျွန်တော်ခွင့်ပြုလိုက်တယ် तू ခွင့်ပြုပြီးတဲ့အချိန်မှာကျွန်တော်စဉ်းစားတယ် IC ကိုကျွန်တော်ဘာလုပ်ရမလဲဆိုတဲ့အချိန်အဲ့မှာကျွန်တော်ကဒီထိုင်ကိုလုပ်ပြီး IC ကိုကျွန်တော်ဂုံပြုမယ်ပဲဗျာကျွန်တော်သူ့ကို request တစ်ခုတောင်းမယ်ကျွန်တော်ဒီခုံကြီးနဲ့ကျွန်တော်တချင်းလေးတစ်ပုတ်ဆိုပြီးဘာလို့တမိုင်းလေးတွေ့အောင်လို့လေအဲ့ဒါနဲ့ဒီခုံကြီးကိုကျွန်တော်9လကို6လလောက်ကျွန်တော်ကြိုးစားရတယ်ဒါကျွန်တော်မှရှိသမျှကာယဆွမ်းအားဉာဏ်ဆွမ်းအားနဲ့ကျွန်တော်ဒီအားလုံးကိုလုပ်တော့ကျွန်တော်ဗပုဆရာလေးပေါ့နော်တယောက်တည်းရှိတယ်ဗျာအဲ့ကလေးလေးကိုကျွန်တော်လိုချင်တဲ့ target တွေပြတဲ့အချိန်မှာခုံကြီးကဒီလိုခဏကြီးကျယ်သွားတာပေါ့နော်နောက်တစ်ခုရှိရနော်ဒီခုံကြီးကိုအကောင်းလို့ထင်နေလို့ရှင်မှားမယ်ဒီခုံကြီးကကျွန်တော်တမလန်းခုံကြီးဗျဒီတမလန်းခုံကြီးကအစုပ်ကြီးအဲ့အစုပ်ကိုအပိစော့ကိုအပိုင်းအစလေးတွေကျွန်တော်ဆက်ပြီးတော့မြန်မာပညာရှင်တွေဘလောက်တော်တဲ့အကြောင်းမြန်မာတွေကကဘာမှာဘလို့လှုပ်လို့ရှိရင်အစုပ်ကိုဘလို့ရတယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ချပြထားတာဒါပေမဲ့ကျွန်တော်ရည်ရွယ်ချက်ကပါလေ၄ပြူရှိကိုလူတွေလာအောင်၄ပြူကသူစွမ်းဆောင်တယ်အဲ့မှာကျွန်တော်ကအဲ့ဒီ message ကိုကျွန်တော်ယူတာနော်အဲ့တော့၄ပြူကသူ့ရှိကိုလူတွေကလာကြအောင်သူလုပ်တယ်ဒေါ်ရိတ်ကင်ရှိကိုမြန်မာတနိုင်ငံလုံးကဧည့်သည်တွေလာကြအောင်ကျွန်တော်လုပ်တယ်တကယ်ကတော့ကျွန်တော်ရဲ့တင်ဆရာမြင်းဆရာကြားဆရာပေါ့အဲ့ဒါ IC ပါပဲကျွန်တော်ချိန်မှာအချိန်လေးလာကျွန်တော် IC တစ်ချက်လွယ်ကျွန်တော်ဘယ်မှမခွင့်ဘူးနောက်တစ်ခုက online assign စပွဲကိုလုပ်တဲ့အချိန်မှာဘာလဲဆိုတော့ online assign ကမ္ဘာချန်ပီယံဖြစ်တဲ့အချိန်မှာ၄ပြည့်ရဲ့အမဲလိုက်ကအဲ့တစ်ချက်နဲ့ကမ္ဘာချန်ပီယံဖြစ်တယ် online assign ကိုကျွန်တော်ကိုယ်၌ကလည်းချီးကျူးတယ်ဒါပေမဲ့တနိုင်ငံလုံးကချီးကျူးတယ်တကမ္ဘာလုံးကချီးကျူးတယ်၄ပြည့်ကိုမေးတယ်၄ပြည့်မမေးတာကျွန်တော်ထင်တယ်ကျွန်တော်တယောက်တည်းပဲရှိမယ်အဲ့မှာအဲ့ဒီရက်ဆွဲအဲ့ဒီရက်ဆိုတာအတိအကျနဲ့တမိုင်းသိအောင်လို့ကျွန်တော်စပွဲကြီးနဲ့တန်မိုးအကြီးဆုံးစပွဲကြီးထဲမှာကျွန်တော်၄ပြည့်ကိုထည့်တာကျွန်တော်သူ့ရှိရာခွင့်ပြုချက်တော့ဘာမှတော့မယူဘူးပေါ့ဗျာနော်အဲ့ဒီအတွက်၄ပြည့်လည်းကျွန်တော်ခွင့်လွှတ်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်၄ပြည့်ကျွန်တော်ယုံကြည်ပြီးတော့လာတဲ့နေ့ကျွန်တော်အစင်းသင်းလောက်ထားတယ်၄ပြည့်ကျွန်တော်ရှိကိုတရက်မဟုတ်တက်ကျွန်တော်လာမယ်လို့လည်းယုံကြည်တယ်လေကိုပညာကလည်းကျွန်တော်အာမခံနေလာမယ်ဒါပေမဲ့ IC ကသူ့ကိုသူယုံကြည်တယ်လို့ဒေါ်ထွေးကလည်းသူ့ကိုသူယုံကြည်တယ်၄ပြည့်ကျွန်တော်ရှိတရက်မဟုတ်တက်လာပါလိမ့်လာတဲ့ချိန်မှာကျွန်တော်ဒီတမိုးအမြင့်ဆုံးကျွန်တော်ဘွားရဲ့သမိုင်းမှတ်တမ်းပေါ့ကျွန်တော်အုံနောက်တွေဟာလာကျွန်တော်ဒီဘဘူးထုတဲ့ကလေးရဲ့အုံနောက်တွေနဲ့တနိုင်ငံလုံးတစ်ကမ္ဘာလုံးမှာမရှိတဲ့ခုံကြီးနဲ့ကျွန်တော်၄ပြည့်ကိုကျွန်တော်ဂုံပြုတ်ကျင်တယ်လာမှာပါ၄ပြည့်သိကြပါဦးကျွန်တော်ရှိ